မင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒီနှစ်တွေအတွင်းမှာမြန်မာဇက်သမင်လောကမှာနာမည်ကျော်ကြားလူသိများလာတဲ့ဇက်မင်းသားအောင်စပူတယောက်သူရှိကစီနီယာတွေလိုပဲရုပ်ရှင်လောကကိုတက်လှမ်းမှုအတွက်ဝလုံးကရွှေမဲရုပ်ရှင်ထုတ်လုပ်ရင်းနဲ့စာချုပ်ချုပ်လိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်အခုနောက်ပိုင်းမြန်မာရုပ်ရှင်ဇာတ်ကားတွေစီးရီးတွေအပြိုင်အဆိုင်ထွက်ရှိလာပြီးတော့ပရိသတ်ကလည်းကိုရီးယားစီးရီးတွေနဲ့အပြိုင်လက်ခံအားပေးလာကြပါတယ်ဒါကြောင့်မို့မြန်မာစစ်တပ်ပင်ခက်ကမင်းမိန်လာပါတော့တယ်။စံသာနေတင်မောင်ဆမ်းမင်းဝင်းတို့လိုငယ်မွေးချံပေါဇက်မင်းသားတွေကလည်းရုပ်ရှင်လောကအတွက်ဇက်တပ်ပင်ကိုစွန့်ခွာခဲ့တာကြောင့်မိုးလင်းထိဖြတ်တစ်ချက်နဲ့တမိတမောကြည့်ခဲ့ရတဲ့မြန်မာစစ်တပ်ပင်ခက်ကနေရွာတွေကလွဲပြီးတော့မျိုးကြီးပြကြီးတွေမှာကွယ်ပြောက်လာပါတော့တယ်။အဲ့လိုအချိန်မှာမြန်မာစစ်တပ်ပင်ကိုလူငယ်တွေကအစပြန်လဲကြည့်ကျင်လာအောင်လို့ဆွဲဆောင်ခဲ့တဲ့သူကတော့အောင်စမှုပါ။ယဉ်ကျေးမှုနဲ့လူပညာတက္ကသိုလ်မှာဇက်တပင်မေဂျာကျောင်းဆင်အောင်စပူကအရင်ကတော့ဖိုးချစ်ဆက်မှာလူရှင်တော်အဖြစ်လောက်ကိုင်းရင်းနဲ့ပညာသင်ယူခဲ့ရပါတယ်။လူသိများလာတဲ့အချိန်မှာနှုတ်ထွက်ပြီးကိုရိုင်းဇက်ဖွဲ့ကိုတည်ထောင်ခဲ့ပါတော့တယ်။အောင်စပူဇက်တပင်ကစတင်တည်ထောင်တာတစ်နှစ်သာရှိသေးပေမဲ့လည်းဒါမဲ့မြမဇက်တပင်တွေနဲ့မတူပဲဇက်တင်တဲ့ပုံစံတွေကြောင့်လူငယ်တွေပါအားပေးနှစ်သက်ကြပါတော့တယ်။ရဇက်တွေစတေရှိုးတွေတောင်မကတစ်တော်ဘောက trending ဖြစ်နေတဲ့အကတွေကိုပါစင်မောမှာဖြောပြတင်ဆက်တာဖြစ်ပါတယ်။အဲဒါကြောင့်အောင်စပူဇက်တပင်ကလူငယ်တွေကြားမှာနာမည်ကြီးတယ်လို့မြမဇက်တပင်ကိုအမှန်တကယ်ချစ်မြတ်လို့တဲ့သူတွေကလည်းအောင်စပူကမြမဇက်တပင်လူပညာကိုဖြတ်ဆင်းနေတာဆိုပြီးဝေဖန်ချုံချကြပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ချိုးသားတဲ့အပြုံးနဲ့ပရိသတ်တွေကိုနူးညံ့သိမ်မွေးစွာဆက်ဆံတဲ့ပုံရိပ်တွေကြောင့်အောင်စပူဇက်တပင်ရဲ့ဖြာတစ်ချက်ဈေးနှုန်းကအနည်းဆုံး3000ကနေအများဆုံး2သိန်းလောက်အထိပေါက်ဈေးရှိပါတယ်။ပွဲတိုင်းလက်မှတ်အကုန်ရောင်းချရတဲ့အပြင်300အထိစုချခံရတာမျိုးတွေစိန်လက်စွပ်ကြီးစုချခံရတာမျိုးတွေကအောင်စပူအတွက်မယူတော့ပါဘူးထိုင်းထီအောင်တွားရောက်ဖျော်ဖြေခဲ့တဲ့အောင်စပူကိုမြန်မာစက်တပင်အတွက်နှိမ့်မြုပ်တော့မယ်လို့ထင်ခဲ့ရပေမဲ့အဲ့ဒီအထင်မှားကြောင့်အောင်စပူကသူရှိကစီနီယာတွေလိုပဲအောင်မြင်မှုရလာရင်မြန်မာစက်တပင်ကိုစွန့်ခွာသွားမဲ့သူဖြစ်ကြောင်းသက်သေပြလာပါပြီအောင်စပူရဲ့တခဏအတွင်းရရှိလာတဲ့အောင်မြင်မှုအရှိန်အဝါကြောင့်လုပ်ငန်းရှင်တွေကကြော်ညာခွဲရလာကြတဲ့အပြင်ရုပ်ရှင်လောကကလူပညာရှင်တွေလိုရွှေဆိုင်စိန်ဆိုင်တွေကပွဲတက်ဖို့အတွက်ပါဖိတ်ခေါ်လာကြပါတယ်။ဒီတစ်ဆင့်တက်လာတာကတော့ဒရိုက်တာကိုစောအာယုံဦးကအောင်စပူကိုမင်းသားတင်ရိုက်မယ်လို့ပြောလာတာပါ။ဒါပြင်တန်လာမိုးတဲ့ရင်ကြီးစားဟောင်းဝလုံးကရွှေမန်းကမကြသေးခင်ကသူ့ရဲ့ထုတ်လုပ်ရေးဖြစ်တဲ့ရွှေနဒီရွှေထုတ်လုပ်ရေးနဲ့လက်တွဲလောက်ကင်မဲ့လူပညာရှင်တွေကိုချပြလာပါတယ်။အဲ့ဒီမှာနေတိုးအောင်ရဲလင်းတို့လိုနာမည်ကြီးလူပညာရှင်တွေရောတက်သစ်စတွေပါအပါအဝင်35ယောက်ရှိပြီးတော့အဲ့သူတွေထဲမှာအောင်စပူလည်းအပါအဝင်ဖြစ်ပါတယ်။ဇက်သမင်လောကကနေရုပ်ရှင်လောကကိုတက်လှမ်းနိုင်တော့မဲ့သူတို့မင်းသားလေးအတွက်ဝမ်းသာနေကြပေမဲ့တစ်ဖက်မှာလည်းဝမ်းနဲ့နေတဲ့သူတွေရှိပါတယ်။စွမ်းစာနီဖိုးချစ်တမောင်ဆမ်းမဝေဟန်စာမိုးဝင်းတို့ကလည်းတချင်ကရှင်းရှင်းတောက်ဇက်မင်းသားတွေဖြစ်ခဲ့ကြပေမဲ့ရုပ်ရှင်ဘက်ကိုကူပြောင်းခဲ့ပါတယ်။ရုပ်ရှင်လောကမှာခေါင်းဆောင်မင်းသားအဖြစ်အချိန်တစ်ခဏတော့ရပ်တည်နိုင်ခဲ့ပေမဲ့ဇက်ဟန်ဇက်တန်ကိုမဖြောင်းနိုင်လို့ပရိသတ်တွေရဲ့အကြိုက်ကိုအကြာကြီးမရရှိခဲ့ပါဘူးအထူးသဖြင့်စမ်းစာနေဆိုရင်ရုပ်ရှင်လောကမှာလည်းမရတည်နိုင်ဇက်စင်ပေါ်လည်းပြန်မတက်နိုင်တာကြောင့်ဟိုရောက်ရောက်ဒီရောက်ရောက်ဖြစ်ကစိတ်တက်တွေကြာရပြီးတော့အယသမားဖြစ်ခဲ့ရပါတယ်အောင်စပူရဲ့ပရိသတ်တွေကလည်းအဲ့လိုဖြစ်မှာကိုစိုးရိမ်နေကြပါရုပ်ရှင်ချစ်သူတွေကလည်းနောက်ထပ်ဇက်တန်ဇက်ဟန်တွေနဲ့ပြဇက်ဆန်ဆန်ပြုတ်ဆောင်ချက်တွေနဲ့မင်းသားတယောက်ထက်မမြင်ချင်တော့ဘူးလို့အပြေးထန်ဝေဖန်နေကြပါတယ်ပရိသတ်ကြီးတို့ရောဘလို့ထင်ပါသလဲအောင်စပူတယောက်သူအောင်မြင်တဲ့နေရာဇက်တပင်ကိုမစွန့်ခွာတင်ဘူးထင်လားဒါမှမဟုတ်အသက်ငယ်သေးတာကြောင့်သူရှိကစီနီယာတွေလို့ပုံမိုကျယ်ပြန့်တဲ့ရုပ်ရှင်လောကကိုခြေချတင်လာဆိုတာကိုကောမန့်မှာလူလက်စာဆွေးနွေးပေးကြလို့ရပါတယ်နောက်လည်းဒီချက်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုထပ်ပြီးတင်ဆက်ပေးသွားအောင်ပါမို့လို့ကျမတို့ရဲ့ channel လေးကိုဆက်လက်ဆောင်မြော်ကြည့်ရှုပေးကြပါအောင်နော်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါရရှင်